ဒီစကားလေးကတော့လမ်းပေါက်ဆိုရပေါ့စကားလေးပေါ့နော်ဒီစကားလေးမှာကတော့ဒီအိမ်အောင်တဲ့ကလေးတယောက်မေမျိုးသမီးတယောက်ရပေါ့နော်ဒီမိမတည်သွားတဲ့ဒီမို့ဆိုးဖို့တယောက်ရဲ့ဒီထမင်းကြိုက်မှားနေစတယ်ပေါ့နော်ဟိုစာပြန်တဲ့တယောက်နဲ့တယောက်ထမင်းကြိုက်နေမှာစာပြန်ထားတဲ့ဇလန်းလေးတစ်ပုဒ်ပဲဖြစ်တယ်ပေါ့နော်ဒီထဲမှာပေးခြင်းတဲ့ message လေးကတော့ဒီသူတို့နှစ်ယောက်ရဲ့စာပြန်လဲဆက်သွယ်ရင်းနဲ့တယောက်နဲ့တယောက်တန်ရုံးစင်းတွေတွေ့လာတဲ့ဟာကိုအဓိကဦးစားပေးပြီးတော့ရိုက်တာပေါ့နော်နောက်ဆုံးမှာဖြစ်နေတာထက်ဖြစ်နေတာကိုသူတို့ဦးစားပေးလိုက်တဲ့ဟာပေါ့နော်အဲ့ဒါကိုအဓိကထားပြီးတော့ရိုက်ထားတာတယောက်နဲ့တယောက်ဒီထဲမှာပါတဲ့စာသားလေးတွေစကားလုံးလေးပြောဆိုစကားလုံးလေးတွေကဟိုပညာသားပပလေးနဲ့ရိုက်ထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တယ်ပေါ့နော်တော်တော်လေးလဲကောင်းပါတယ်ကြည့်ရသေးတဲ့လူတွေကြည့်လို့ရအောင်တင်ဆက်ပြလိုက်ပါရနော်တကယ်လို့ကြည့်ကျင်နေဆိုလဲလမ်းပေါက်လို့ရှာပြီးရိုက်စကားနဲ့မယ်လေးကိုရေးပြီးပို့ပေးထားပါမယ်နော်